အားလုံးမင်္ဂလာပါကျွန်တော်တို့စက်ရုံမှာကျွေးတဲ့နေ့လည်စာပါဒီခေါက်နေ့လည်စာထမင်းနဲ့ကျွန်တော်ပို့ယူပါမယ်ဒီနေ့ကျွေးတဲ့ဟင်းချိုလေးကတော့ပဲပစ်ပေါကိုမန်းသားလေးရဲ့မုံလာဥလေးရဲ့ချစ်ထားတဲ့ဟင်းချိုလေးပါဒီဟင်းလေးကျွန်တော်နည်းနည်းပို့ယူပါမယ်ကျွန်တော်အနောက်မှာတန်းစီမျိုးတော့နည်းနည်းလေးမြန်မြန်လေးခတ်ပါမယ်ကျွန်တော်ပဲပစ်ပေါဖက်ရဲ့မန်းသားလေးရဲ့ကျွန်တော်ပို့ပြီးတော့ထည့်ပါမယ်ဒီဟင်းချိုလေးရမ်းတောက်အောင်ပါတယ်ကျွန်တော်ရမ်းကြိုက်ပါတယ်ပဲပစ်ပေါကျွန်တော်နည်းနည်းခုတ်ထည့်လိုက်ပါအောင်မယ်ပြီးရင်ကျွန်တော်တို့မှာဒီနေ့စပါဂက်တီကျွေးပါတယ်အခုကျွေးတဲ့စပါဂက်တီကတော့သူကခင်းချစ်သည်အနည်းနဲ့လှုပ်ထားတဲ့စပါဂက်တီပါကျွန်တော်ဒီတစ်ခါစပါဂက်တီကိုနည်းနည်းပဲစားပါမယ်ဒါပါဒီအနည်းလေးရမ်းစားအောင်ပါလေသူအထဲမှာအသားတူတွေပါပါတယ်ဒီဘေးမှာတော့မုံလောက်အချိန်တွေပါဒီတစ်ခါမုံလောက်အချိန်တွေနဲ့ကျွန်တော်တစောပဲယူပါမယ်ပြီးရင်ကျွန်တော်တို့မှာဒီနေ့ကျွေးတဲ့ဆလပ်က Mexican ဆလပ်ပါဒီကလေးပါသူပြောင်းပူးလေးရယ်သူဝက်သားပြချောင်းလေးတွေရယ်ပြီးတော့ကော်ပီထုတ်ရယ်သခွားသီးရယ်တုတ်ခါတော့စားလို့ခေါင်းပါလေဒါကတော့ထမင်းစားပြီးရင်စားရင်အရင်ဆင်ပြေပါတယ်ကျွန်တော်ရမ်းကြိုက်ပါတယ်ပြီးရင်ဒီနေ့စင်ဆုံးကားစုလည်းကျွေးပါတယ်ဒါငါးသားပြားနဲ့လုပ်ထားတဲ့အကျော်ပါအခုထည့်လိုက်တာတော့တာတာ sauce ပါဒါလေးတော့ကျွန်တော်ခုနခတ်လာတဲ့ဟင်းပါကျွန်တော်ပဲပစ်ဘောကိုအများယူခဲ့ပါတယ်ကိုရီးယားမှာပဲပစ်ဘောအရင်စစ်တာပါတယ်အမေသားတော့စဉ်းကြည့်ပါတယ်ဒီဝါခဏကျွန်တော်ခက်လာတယ်ဒါတော့ခန်းကြီးဒီစပါဂက်တီပါစားလို့ကောင်းပါလေအရင်ကစပါဂက်တီကျွေးတဲ့နေ့ဆိုရင်သူကအရသာနည်းနည်းပေါ့ပေါ့လေးနေပါတယ်ခုနောက်ပိုင်းရသာနည်းနည်းလေးစားလို့ကောင်းလာပါလေကျွန်တော်တော့ချိန်ပါတယ်မုံလုံးအချိန်လေးတွေပါတလုတ်စားလေးတုံထားပါတယ်ခုနောက်ပိုင်းကျွန်တော်စက်ရုံမှာမုံလုံးအချိန်အမြဲလို့ကျွေးပါတယ်ဒါတော့ Mexican salad တုပ်ပါဒီကလေးကတော့သူကနည်းနည်းလေး email ပုံပါပဲဟောပါစားကြည့်ကြလေးပါသူကချိုးတဲရင်ရမ်းစင်ပြပါတယ်ကျွန်တော်ဒီအကြော်လေးရမ်းကြိုက်ပါတယ်သူကကိုရီးယားလို့ဆိုရင်သူကစင်စောကားစုလို့ခေါ်ပါတယ်သူဂျပန်မှာလည်းရှိပါတယ်ဒီအကြော်ကသူကဂျပန်နေပြီးတော့ဆင်းသင်းလာတယ်လို့ပြောပါတယ်စင်စောကားစုပါကျွန်တော်တို့အဲ့ဒီမတ်ဒီမှာဆိုရင်တော့ ready made ထုံးတွေဝယ်လို့ရပါတယ်ကျွန်တော်ဟင်းချိုဟင်းအကြီးလေးနဲ့ခတ်ပြပါမယ်ဟင်းချိုတွေတောက်ကြည့်စရာလေးပါသူကပဲပေါဟင်းချိုကပူပူလောလောလေးဆိုရင်အရင်တောက်လို့ခေါ်ပါတယ်ဟိုတောက်လိုက်ရင်သူကနည်းနည်းလေးဆက်ဆက်လေးနေပါတယ်ဒီနေ့ကတော့ထမင်းနည်းနည်းလေးပြုံးနေပါတယ်ဒီပါကျွန်တော်ဒီတစ်ခေါက်ထမင်းအများကြီးထည့်ခဲ့ပါတယ်ဒါတော့ကျွန်တော်စက်ရုံမှာကျွေးတဲ့နေ့လည်စားပါကျွန်တော်ကတော့ဟင်းချိုအများကြီးယူခဲ့ပါတယ်ကျွန်တော်အဲ့ဒီငါးသားပြားတကယ်လို့လိုရင်ကျွန်တော်ထပ်ပြီးတော့သွားယူမှာပါ